နန်းဆောင်ထဲကိုရောက်လာတဲ့တော်ဝင်မင်းသမီးလေးကစိမ့်စိမ့်ရဲ့အလှကိုကြည့်ပြီးအမကြီးရဲ့နန်းဆောင်ထဲမှာဒီလောက်အထိလှပလွန်းတဲ့မိန်းမလှလေးတယောက်ကိုဝှက်ထားတာပဲမိဖုရားခေါင်ကြီးကိုတတိပေးစကားဆိုလိုက်ခပ်ဖွက်ဖွက်ရေမောလိုက်ပါတော့တယ်အရှင်မသမီးတော်ရဲ့ဒီလိုလှပချုံးမွေးတဲ့မျက်နှာကမွေးရပါမဟုတ်ပါဘူးသမီးတော်ကငငယ်ကလေးကစေဝါမျိုးစုံနဲ့ခန္ဓာကိုယ်ကိုပြုပြင်ထိန်းသိမ်းလာခဲ့တာပါသမီးတော်ရဲ့လက်ထဲမှာအယုတ်ရည်နုပြိုအလှတိုးပွားစေတဲ့လျှို့ဝှက်ပညာရက်တွေရှိပါတယ်အဲ့ဒီပညာနဲ့အရှင်မရဲ့ရုပ်ရည်ကိုအမြဲတမ်းနုပြိုလန်းဆန်းနေစေုံတင်မကပဲအခုထက်မကသုံးဆောင်မကပိုပြီးလှပလာအောင်သမီးတော်ဆွမ်းဆောင်ပေးနိုင်ပါတယ်မိဖုရားခေါင်ကြီးကစိမ့်စိမ့်ရဲ့စကားကိုကြားတော့စိတ်ထဲကနေတွေးတောတွက်ချက်လိုက်မိတယ်သူပြောတာကအမှန်ဆိုရင်ငါရဲ့အလှပအတွက်သူ့အသက်ကိုချန်ထားပေးရတာတန်တာပေါ့ဒါပေမဲ့သူတာငါ့ကိုလိန်ညာရဲရင်တော့နောက်မှတက်ပြစ်လဲမနှောင်းပါဘူးဒီကောင်မလေးကအသက်ရှင်ခြင်းရင်ဧကရက်မင်းမြတ်ရဲ့မျက်စိအောက်ကိုအရောက်မခံပဲပုံွယ်နေရမယ်ဆိုတာကိုကောင်းကောင်းသိတာပဲသူအကြောက်ဆုံးကငါနဲ့အပြိုင်ဧကရက်ရဲ့အချစ်ကိုလူယူမဲ့သူဖြစ်လာမှာကိုပဲမဟုတ်လားအင်းသူကတကယ်ကိုအခြေအနေကိုနားလည်ပြီးအမြင်ကျဲတဲ့သူပဲဟောနံမင်းသားကတော့တစ်ဟာတကူလုံးတုံရင်နေတဲ့ဓာတ်တွေနဲ့အတူမိဖုရားခေါင်ကြီးရဲ့နန်းဆောင်တဲကိုဝုန်းတိုင်းကျဲပြီးပြန်ရောက်လာပါတော့တယ်သူမကစိမ့်စိမ့်ကိုမြင်မြင်ချင်းပဲလက်ညှိုးငေါက်ငေါက်ထိုးပြီးနင်းလိုကောင်မဆုပ်နှုံနှုံဆုပ်ဆုပ်အစေခံမောင်းလို့အော်ဟစ်ဆဲဆိုလိုက်တယ်စိမ့်စိမ့်ကဘာမှမသိတယ်လို့ဟန်ဆောင်ပြီးမင်းသားကတော့ကိုဘာများအပြစ်လုံးမိလို့လဲမင်းသားကတော့ကနန်းဆောင်ထဲရောက်လာတာနဲ့မိဖုရားခေါင်ကြီးရဲ့ရှေ့မောက်မှာတင်သမီးတော်ကိုဒီလိုမျိုးလက်ပါဖို့လုပ်နေရတာလဲလို့တုံရီတဲ့လေတံလေးနဲ့ရှောက်တင်လိုက်တာပေါ့ချင်းအားကပတ်ဝန်းကျင်ကလူတွေကိုကြည့်ပြီးဒေါသတကြီးနဲ့နင်းတို့အားလုံးငါရှိကနေအခုချက်ချင်းထွက်သွားကြစမ်းလို့မောင်းထုတ်လိုက်ပြီးနန်းဆောင်ထဲမှာသူတို့ချင်းပဲကြံတဲ့အခါစိမ့်စိမ့်ကိုစိုက်ကြည့်ပြီးအန်ကျိတ်ကပြောပါတော့တယ်ဟောစိမ့်စိမ့်နင်းငါ့ကိုအကွက်စင်တာပေါ့လေအဲ့ဒီဟောနံမင်းသားကဘလို့လူစားမျိုးလဲဆိုတာနင်းအားလုံးကိုသိနေတာမလားနင်းလဲငါလိုပဲအတိတ်ဘဝကနေပြန်လည်မွေးဖွားလာတဲ့သူဟုတ်တယ်မလားနင်းအားလုံးကိုသိနေခဲ့တာပဲကွယ်လွန်သွားတဲ့မင်းသားကတော့ဟောင်းချံမင်းသမီးရဲ့တေဆုံးမှုကလည်းမတော်တဆမဟုတ်ဘူးဆိုတာနင်းသိတယ်မလား၃ရက်ပဲ၃ရက်တည်းရှိသေးတယ်ငါရဲ့တကူလုံးမှာကြာပွတ်တန်ရာတွေနဲ့ပြည့်နေနေပြီးကောင်းတဲ့အရေးပြားတစ်ကွက်တောင်မကြံတော့ဘူးညဘက်ရောက်လာရင်တိတ်ဆိတ်စွာနဲ့ငါအခန်းထဲကိုလမ်းလျှောက်ဝင်လာမဲ့အဲ့ဒီလူသက်သမားကိုငါတေမလောက်ကြောက်နေရပြီလူတွေကမင်းသားအိမ်တော်ကိုရွှေနန်းတော်လို့ထင်နေကြပေမဲ့တကယ်တော့အဲ့ဒါကအဝီးစီးငရဲပဲစိတ်စိတ်ကတိုးတိုးလေးနဲ့အေးဆက်စွာပြောလိုက်တာကအမမကြီးအခုမှတိသွားတာတကယ်ကိုနောက်ကျသွားပြီနော်အတိတ်ဘဝတုန်းကနေငါရဲ့မျက်နှာပေါ်ကိုဓာတ်နဲ့မွန်းပြီးအမာရွတ်ထင်အောင်လုပ်ခဲ့တာကိုနေမမိသေးရဲ့လားအဲ့ဒီအချိန်မှာပဲအတံပလန်တွေကြားလို့မိဖုရားခေါင်ကြီးကနန်းဆောင်ထဲကိုပြန်ဝင်လာပါတော့တယ်ချင်းအားကမိဖုရားခေါင်ကြီးကိုမြင်မြင်ချင်းပဲတူးထောက်လိုက်ပြီးမျောလင်းချက်အပြည့်နဲ့ငိုယိုကာရှောက်တင်လိုက်တယ်မိဖုရားခေါင်ကြီးကဲတော်မူပါဦးဖုရားဒီအစီခံမှာဟောဒီစိမ့်စိမ့်ဆိုတဲ့မိမကသူကလူတိုင်းကိုလိန်ညာနေတာပါချင်းအားကသူမရဲ့လက်ထဲကဆေးပလင်းလေးကိုထုတ်ပြပြီးဒါကရိုးရိုးဆေးရည်မဟုတ်ဘူးလူတယောက်ရဲ့မျက်နှာပေါ်ကကတ်ထားတဲ့လူသားရည်ပြားမျက်နှာဖုံးကိုချက်ချင်းကွာကြစေနိုင်တဲ့ဆေးရည်ဖြစ်ပါတယ်ဒီလောကကြီးမှာဒီဆေးရည်နှစ်ပလင်းပဲရှိတာပါသူ့ရဲ့မျက်နှာကအတူကြီးပါဖျားသူ့ကိုချက်ချင်းဖမ်းဆီးပြီးတေတံပေးတော်မူပါမိဖုရားခေါင်ကြီးဖျားမင်းသားကတော့ပြောတာမှန်ပါတယ်ဒါကသမီးတော်အရင်ကရှောက်တင်ခဲ့တဲ့မျက်နှာလွဲပြောင်းလဲခြင်းအလှပညာရက်ပါပဲသမီးတော်မှာဒီလိုအမခန်းနဲ့ပညာရက်ရှိနေလို့လေမိဖုရားခေါင်ကြီးကိုအမြဲတမ်းနှုပြိုလှပနေအောင်လုပ်ပေးနိုင်တာပါငါရဲ့အရှိနန်းဆောင်တွေကိုခွင့်ပြုချက်မရှိဘဲဘုံတိုင်းကျဲဝင်လာယုံနေမကဘူးငါအတွက်အသုံးဝင်တဲ့သူကိုပါလာပြီးရန်ရှာနေသေးတယ်ညီအသက်ရှင်ရတာညီငွေနေပြီထင်တယ်